တောင်ကုန်းစိမ့်စိမ့်ဒီပေါ်မှာလွင့်မျောနေတဲ့တိမ်တိုက်ဖြူဖြူလေးတွေလိုစုဝေးနေတတ်တဲ့တရဝါလေးတွေကိုမြင်ဘူးကြမှာပါသူတို့ကတော့တိုးလေးတွေပဲဖြစ်ပါတယ်သူတို့ရဲ့နူးညံ့တဲ့အမွှေးအမြင်နေတဲ့အေးချမ်းတဲ့ပုံရိပ်တွေဟာတဘာဝတရားကဖန်တီးထားတဲ့အလှပဆုံးပကြီးကားတစ်ချက်လိုပါပဲတိုးတွေရဲ့မျိုးရိုးဗီဇကိုလေးလာကြည့်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကတည်းကလူသားကြီးနဲ့အတူရှိနေခဲ့တာပါသူတို့ရဲ့ DNA ထဲမှာအုပ်စုလိုက်ရှင်တန်ချင်းစုတဲ့ဗီဇကိုတဘာဝတရားကအခိုင်အမာဆုံးရိုင်းနှိပ်ပေးထားပါတယ်တိုးတကောင်ဟာအုပ်စုထဲမှာရှိနေုံနဲ့တင်သူ့ရဲ့နှလုံးခုန်လုံးကတည်ငြိမ်သွားတတ်ပါတယ်ဒါဟာအထီးကျန်ခြင်းကိုမမွတ်တတ်ပဲအတူတကွပေါင်းစည်းခြင်းနဲ့အားယူရတဲ့သူတို့ရဲ့ရှင်သန်မှုလွှတ်ဝက်ချက်ပါပဲသူတို့ရဲ့ရှင်သန်နေထိုင်ပုံမှာအံ့ဩဖို့ကောင်းတာကသူတို့ရဲ့မှတ်ဉာဏ်ပါပဲတိုးတွေဟာလူသားပေါင်း90ကျော်ရဲ့မျက်နှာတွေကိုနှစ်ပေါင်းများစွာအထိမှတ်မိနိုင်စွမ်းရှိကြပါလေဒါလည်းမကသေးပါဘူးသူတို့ရဲ့အုပ်စုသေးကတငယ်ချင်းတွေရဲ့မျက်နှာကိုလည်းခွဲခြားနိုင်ပြီးခွဲခွာသွားတဲ့အခါမှာဝမ်းနည်းတတ်တဲ့စိတ်ချမ်းသာမှုဗီဇလည်းရှိကြပါတယ်တိုးတွေရဲ့မျက်လုံးဟာစိတ်တွေလိုပဲစတူကန်ပုံစံရှိတဲ့အတွက်မြင်ကွင်းကျဲကိုကြည့်နိုင်စွမ်းရှိပါတယ်နေအောင်ကြည်တန်ကနေကာကွယ်ပြီးတဲ့လဲနိုးလန်လို့ခေါ်တဲ့တဘာဝစီဓာတ်မျိုးကိုလည်းသူတို့ရဲ့အမွှေးတွေကထုတ်လုပ်ပေးပါတယ်ဒါဟာတဘာဝတရားကပေးထားတဲ့ရေဆိုးမခန့်တဲ့အနွေးထဲဝစ်စုံကိုအမြဲဝတ်ထားရတယ်လို့ပါပဲအန်ဒီရဲ့ခုကြုံလာတဲ့အခါမှာတိုးတွေဟာအုပ်စုလိုက်ပြေးလွှားခြင်းဖြင့်ရန်သူကိုမျက်စိလဲအောင်လုပ်တတ်ကြပါတယ်သူတို့ရဲ့ရိုးရှင်းတဲ့အမူအရာတွေဟာတကယ်တော့ရှေးဦးကလေးကပါလာတဲ့မိမိကိုယ်ကိုကာကွယ်ရေးနီးဗီဇတွေပဲထူပါတယ်နူးညံ့တဲ့အမွှေးမြင်တွေရဲ့အောက်မှာခိုင်မာတဲ့လူမှုရေးစိတ်ဓာတ်နဲ့အံ့မကန်းမှတ်ဉာဏ်တွေကိန်းအောင်နေတာပါတဘာဝတရားကထုစစ်ထားတဲ့ဒီတိမ်တိုက်ဖြူလေးတွေဟာကဘာမီရဲ့အေးချမ်းမှုကိုဖော်ဆောင်တဲ့လက်ရာမွန်တွေပဲဖြစ်ပါတယ်အခုလိုမျိုးတဘာဝတရားရဲ့စမ်းကြဲတဲ့လက်ရာတွေနဲ့တရဝါတွေရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲလေ့လာခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမိပါနဲ့ဦးနော်ပိုမိုစုံလင်တဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက်လည်းကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာခင်ဗျားတို့ရဲ့ပတ်ဝန်းကျင်မှာတော့တိုးလေးတွေကိုမြင်ဖူးကြလားသူတို့ရဲ့ဘလို့အပြုမှုကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောပြခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်